ကဘာပေါ်မှာ6ချားစရာအကောင်းဆုံးဟိုတယ်နဲ့အပြေမရှိသေးတဲ့တေဆုံးမှုတစ်ခုအကြောင်းတင်သိပါသလားဒါကတော့ Los Angeles ကစီးစုံဟိုတယ်ပါဒီဟိုတယ်ဟာလူသက်သမားတွေတဲခုခဲ့မှုတလို့တက်သေးမှုတွေအများကြီးဖြစ်ခဲ့တဲ့နာမည်ဆိုးနဲ့ကြော်ကြားတဲ့နေရာတစ်ခုပါ2013ခုနှစ်မှာအသက်22နှစ်အရွယ်အလီဆာလန်ဟာဒီဟိုတယ်မှာတဲခုရင်းပဟေလီဆန်စွာပျောက်ဆုံးသွားခဲ့ပါတယ်နောက်ဆုံးတွေ့လိုက်ရတဲ့ CCTV ထဲမှာတော့သူမဟာတယောက်ယောက်နဲ့စကားပြောနေတယ်လို့တယောက်ယောက်စီကပုံနေတယ်လို့ထူးထူးဆန်းဆန်းတွေလုပ်နေခဲ့တာပါရက်ပေါင်း20အကြာမှာတော့ဧည့်သည်တွေကရေရတာထူးဆန်းနေတယ်လို့တိုင်ကြားရကနေထောင်မိုးပေါ်ကရေတိုင်ကြီးထဲမှာသူမရဲ့အလောင်းကိုအဝေးစားမပါပဲပြန်တွေ့ခဲ့ရပါတယ်သူမဘလို့လုပ်ပြီးအပြင်လူတက်လို့မရတဲ့ခေါင်မိုးပေါ်ကိုရောက်သွားတာလဲရေတိုင်ကြီးအဖုံးကိုရောဘသူပိတ်ခဲ့တာလဲဒါဟာလူတက်မှုလားတဘာဝလွန်ဖြစ်ရလားဆိုတာခုထိငင်းခုန်နေကြတော့မှတင်ရောဘလို့ထင်လဲကွန်မန့်မှာရေးပေးခဲ့ပါဦးနောက်ထပ်လှုပ်ဝက်စမ်းကြမှုတွေအတွက် follow လုပ်ထားဖို့မမေ့နဲ့နော်